လာပါရှင်အခုဆိုလို့ရှိရင်လာမယ့်2026အောက်တိုဘာလအတွက် Higher International Education Center မှာ Language School စတင်လျှောက်ထားလို့ရနေပါပြီရှင်လျှောက်ထားလို့ရနိုင်မယ့်မြို့တွေကတော့တိုကျိုယိုကိုဟာမာအိုဆာကာနာရာနာဂိုယာဖူကူအိုကာဖူကူရှီမာစာကနဲ့ရှိစုကများတို့ language school များလျှောက်ထားပေးနေပါပြီရှင်။ယိုကိုဟာမာမြို့မှာရှိတဲ့အကြောင်းလေးအားသာချက်ကတော့သူကကောလေးလက်ခံအကြောင်းလေးဖြစ်တာမို့လို့ယနေ့အချိန်ဒီ series ရချက်လည်းမရှိသေးပါဘူးရှင်။ series ရောင်ချက်မှာလည်းတရားခိုင်တော့ရရှိနေထားပြီးတော့ကျောင်းလောက်က6လစာရပါတယ်ရှင်။မြို့ပေါ်မှာရှိတဲ့အကြောင်းလေးဖြစ်တာမို့လို့အချိန်မှအလုပ်တွေလည်းစိတ်ပူစရာမလိုပါဘူးနော်။အိုဆာကာမြို့မှာရှိတဲ့အကြောင်းလေးအားသာချက်ကတော့ယနေ့အချိန်ဒီ series ရချက်လည်းမရှိသေးတယ်လို့ series ရောင်ချက်မှာလည်းတရားခိုင်တော့ရရှိထားပြီးဂျပန်စာလက်မှတ်အနည်းဆုံး F5 on လက်မှတ်ရှုံနဲ့ရှာထားလို့ရပါတယ်ရှင်။သူကလည်းပဲမြို့ပေါ်မှာရှိတဲ့အကြောင်းလေးဖြစ်တာမို့လို့အချိန်မှအလုပ်များမှာကိုလည်းစိတ်ပူကြမလို့ပါဘူးနော်။နာရမြို့မှာရှိတဲ့အကြောင်းလေးအားသာချက်ကတော့ကျောင်းလကတစ်နှစ်စာမှာ68တောင်ရန်အဆောင်6လစာမှာ18တောင်3တောင်ရန်ကျတင်မှာဖြစ်ပါတယ်ရှင်။အချိန်မှအလုပ်တွေကိုလည်းကြားဘက်ကနေမေးဆက်ပြီးထားပြီးတော့ Language School တက်နေရဲ့ပထမတစ်နှစ်အတွင်းမှာလည်းကျောင်းသားကျောင်းသူတွေဘက်ကနေကျောင်းတက်ရဲ့မှန်ပါကကျောင်းပတ်မှပေးအပ်မဲ့ scholarship ရန်9000ရရှိမှာဖြစ်တဲ့အပြင်ကျောင်းသားကျောင်းသူတွေဘက်ကစတော်ရင်တော်တယ်လို့မျိုး Japan Student Service Organization နဲ့တခြားဖွဲ့စည်းများကပါပေးရမည် scholarship များလည်းရရှိမှာဖြစ်ပါတယ်နော်။ကဲဒါဆိုလို့ရှိရင်တော့ကိုဘက်ကကျောင်းလာပြီး scholar လေးရမယ်တခြားဖွဲ့စည်းရပြီး scholar မရမည်ဆိုတော့ကျောင်းလာကအတွက်စိတ်ပူစရာမလိုတော့ဘူးနော်။နာဂိုယာမြို့မှာရှိရင်ကျောင်းလေးအားသာချက်ကတော့ကျောင်းလာကတစ်နှစ်စာမှာ82တောင်ရန်အဆောင်6လစာမှာ18တောင်8000ရန်ကျတင်မှာဖြစ်ပါတယ်ရှင်။ဒီကျောင်းလေးကတော့ဂျပန်မှာကျောင်းစတက်ပြီးဆိုတာနဲ့ကျောင်းသားတယောက်ချင်းစီကို laptop အသစ်တစ်လုံးစီပေးရမှာဖြစ်ပါတယ်ရှင်။ဒါတွေမလားဆိုတော့မဟုတ်သေးဘူးเนาะ။သူကကောလေးတက္ကသိုလ်ဆက်တက်ဖို့ကိုလည်းအပြေးအဝစပိုတင်ပေးပါတယ်ရှင်။ဖူကူကမြို့မှာရှိတဲ့အကြောင်းလေးအားသာချက်ကတော့ကျောင်းလကတစ်နှစ်စာမှာ84တောင်ရန်အဆောင်6လစာမှာ19တောင်3တောင်ရန်ကျတင်မှာဖြစ်ပါတယ်ရှင်။ဒီကျောင်းလေးကတော့ကတ်သက်ချယ်လေးရှိပါတယ်ရှင်။ဒါကတော့သူကကျောင်းသားကျောင်းသူတွေအနေနဲ့အသက်26နှစ်အထိပဲလျှောက်ထားလို့ရနိုင်မှာဖြစ်ပါတယ်ရှင်။26နှစ်ထဲကြီးရဲ့သူတွေကတော့ဒီကျောင်းလေးကိုလျှောက်ထားလို့မရနိုင်ပါဘူးเนาะ။ဒီဖူးမြို့မှာရှိတဲ့အကြောင်းလေးအားသာချက်ကတော့ကျောင်းလကတစ်နှစ်စာမှာ82တောင်ရန်အဆောင်6လစာမှာ14တောင်5တောင်ရန်ကျတင်မှာဖြစ်ပါတယ်ရှင်။ဒီကျောင်းရဲ့အားသာချက်ကတော့F4 အောင်မြင်ထားတဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်ကျောင်းသားကလည်းမှရန်2000လျှော်ပေးခြင်းF3 အောင်မြင်ထားတဲ့ကျောင်းသားကျောင်းသူများကိုတော့ကျောင်းသားကလည်းမှရန်9000အထိလျှော့ချပေးမှာဖြစ်ပါတယ်ရှင်။ကဲနောက်တစ်ကြောင်းဖြစ်တဲ့ကျောင်းသားဒီ Higher နဲ့ပေါ့နော်ကျောင်း6ပြီးတဲ့ Language School လျှောက်ထားတဲ့ကျောင်းသားကျောင်းသူတွေအကြိုက်ဆုံးဖြစ်တဲ့တိုဂျိုရှင်းကျူခုမှရှိတဲ့ကျောင်းလေးပေါ့နော်ဒီကျောင်းလေးကတော့ဒီတိုင်းအင်းဒီတိုင်းမှာလျှောက်ထားတဲ့သူတွေများလုံးတဲ့အတွက်ကြောင့်မို့လို့မဲနိုင်ပြီးတော့ကျောင်းလျှောက်ထားပေးရပါတယ်ရှင်ဒီကျောင်းလေးကတိုဂျိုမှာရှိတယ်လို့ပြီးတော့သူရဲ့ဒီအားသာချက်ကကြတော့သူကဒီကျောင်းလာကတက်နှစ်ကျောင်းတစ်နှစ်ပဲတည်ရပါတယ်ရှင်ကျောင်းတစ်နှစ်တက်ပြီးပြီဆိုတော့သူကဒီဝါဗီစာကိုပြောင်းလို့ရပါတယ်ရှင်ဒီကျောင်းရဲ့ကျောင်းလာကကြတော့65တော့ထားတော့ကြားတင်မှာဖြစ်ပြီးတော့သူကကျောင်းအဆောင်မပါပြီမဲ့ agency ဘက်ကနေပြီးတော့ကျောင်းနဲ့ညီရဲ့အဆောင်စီစဉ်ပေးထားပါတယ်ရှင်ရှိစုကပြောမှရှိတဲ့အကြောင်းလေးအားသာချက်ကတော့ကျောင်းလာကတစ်နှစ်စာမှာ84တောင်ရန်အဆောင်6လစာမှာ10တောင်နဲ့9000ရန်ကျတင်မှာဖြစ်ပါတယ်ရှင်ဒီကျောင်းရဲ့အားသာချက်ကတော့စီရီအောင်ချက်မှာလည်းသိထားထားရပြီးကောလိပ်တက္ကသိုလ်တွေကိုမိမိတို့နှစ်သက်ရာနေကြရင်းနဲ့ဆက်လက်တက်ရောက်နိုင်ပါတယ်ရှင် Higher International Education Center နဲ့ Language School ရှောက်ထားမယ်ဆိုရင်ရရှိမယ့်အကျိုးကျေးဇူးတွေကိုပြသပေးမှာပဲဖြစ်ပါတယ်ရှင်။ Higher International Education Center နဲ့ Language School ရှောက်မယ်ဆိုရင်ရရှိမယ့်အကျိုးကျေးဇူးတွေကတော့ကျောင်းချမယ့်ကျောင်းသားကျောင်းသူများအနေနဲ့မိမိတို့ရှောက်ထားခြင်းနဲ့မိမိတို့ရှောက်ရှင်တဲ့မြို့မှာရှိတဲ့အကြောင်းတွေကိုစိတ်တိုင်းကြရွေးချယ်ရှောက်ထားမှုရရှိမှာဖြစ်ပါတယ်ရှင်။ကျောင်းတစ်ကျောင်းချင်းစီအားသာခြင်းအားနည်းချက်တွေကိုလည်းသိချစွာရှင်းပြပေးခြင်းစာကြိုးသားသူဂျပန်စာနယ်ပယ်မြင့်သူတွေအနေနဲ့ကျောင်းလာက6လစာသာတွင်ရတဲ့ကျောင်းတွေကိုရှောက်ခွင့်ရနိုင်မှာဖြစ်ပါတယ်ရှင်။ဒါအပြင်အင်တာဗျူးတွေကိုလည်းပဲစနစ်တကျလေ့ကျင့်ပြီးတော့စာရေးစာတွေကိုလည်းပဲစနစ်တကျပြီးသိချစွာပြီးသိပြီးခြင်းစစ်ဆေးပေးခြင်းနဲ့ theory အတွက်တရားပိုင်းလုံးသိကြရတဲ့အထိရှောက်ထားပေးထားပါတယ်ရှင်။တန်ရှုံးမန်းရဲ့အတွက်စိတ်ဝင်နေတဲ့သူတွေကိုလည်းဘာသာရှိကိုကြားဘက်ကနေပြီးတော့ရှုံးမန်းရဲ့အတွက်ပါဝယ်ထားမှုတွေ
လာပါတဲ့ငွေကြေးဆိုလို့ရှိရင်သက်သာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရှင်။လေလက်မခါပေါ်လဲသက်သာတဲ့စီနော်သက်သာတဲ့လေးထောင်နဲ့နေနေပြင်ပေးထားပါတယ်ရှင်။လက်ဝဲစကူပြီးသွားတဲ့အခါမှာလည်းပဲကောလိပ်တကပေါ်ဆက်တဲ့တာနဲ့ကျောင်းသားကျောင်းသူတွေရဲ့အတွက်လိုအပ်တဲ့စာရေးစာမျိုးကိုပါတိကျစွာပြင်ဆင်ပေးခြင်းစာတိမိသားစုအားလုံးကိုလုပ်ဆောင်ပေးပါတယ်ရှင်။ကဲဒါဆိုလို့ရှိရင်တော့2026အောက်တိုဘာလ1ရက်အတွက်လက်ဝဲစကူအင်တာဗျူးတွေလည်းလာတော့မှမို့လို့အခုပဲဆက်သွယ်လိုက်တော့နော်ဂျပန်နိုင်ငံတို့အကြောင်းနဲ့ပဲသွားမလားလုံနဲ့ပဲသွားမလားအားလုံးကိုဟိုက်ရကဖွေးထားမှုပေးနေပါလိမ့်ရှင်